စမတို့ဒီနေ့အပိုင်းခွန်ကိုသွားပါမယ်အပိုင်းခွန်ကစာမျက်နှာ44ကတရိကန်လေး6ညဘက်တင်ပြထားသောပုံတွေတစ်ထက်တည်းဖြစ်သောစစ်တုကံမိတို့ဆွဲရမျိုးစဉ်းစားမယ်ဟုတ်ပြီအပိုင်း9မှာဆွဲကြတာကြတော့စမတို့ဗာလဲဆိုလို့ရှိရင်တရိကန်ဆွဲသားနီး3နီးနဲ့တရိကန်တွေကိုတစ်ထက်တည်းဖြစ်တဲ့တရိကန်တွေဆွဲခဲ့တာဒီမှာဆိုလို့ရှိရင်စမတို့စစ်တုကံရဲ့ဆွဲသားနီးအဲဆိုလို့ရှိရင်ကြည့်အောင်စမသူကညဘက်မှာပေးထားတဲ့ပုံတွေကိုစမတခါတည်းဒီမှာအလျားလေးတွေထောင်းပေါ်မှာနာလေးတိုင်းလိုက်တယ်ကလေးတို့ကလည်းကလေးတို့ရဲ့စာအုပ်ထဲမှာရှိတဲ့ပုံလေးတွေကိုတိုင်းဘာဖြစ်လို့လဲဆိုတော့တချို့ဖတ်စာအုပ်တွေကမတူတတ်ဘူးเนาะဒီမှာစမက3.6 ရပါမယ်မင်းတို့ထဲမှာ3.7 ရတာရှိမယ်3.5 ရတာရှိမယ်ပေါ့နော်မတူတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စာအုပ်ထဲမှာရှိတဲ့ဟာလေးကိုကိုယ့်ဘာကိုတိုင်းလိုက်ပြီးတော့တောင်းပမာနာလေးတွေအလျားလေးတွေအနားတွေအလျားတွေကိုကျွန်တော်တို့မှတ်ထားခဲ့မယ်ဆိုတော့ဘာလုပ်လို့ရလဲပထမဆုံးတစ်ချက်စဉ်းစားကြည့်အောင်ထရီကန်လေးဆွဲတော့ကလိုပဲပုံပါစက်ကူပါလေးနဲ့ကျွန်တော်တို့ထပ်ပြီးတော့ဒေါင်စုံလေးတွေမှတ်ပြီးတော့ဆက်မယ်ဆိုရင်ရတယ်အဲ့ဒီနေ့ကကြတော့စာမှုပွဲမှာအမြဲတမ်းသုံးလို့မဖြစ်တဲ့အတွက်ကြောင့်ဘာတွေလုပ်မလဲဆိုလို့ရှိရင်စဝိုင်းချမ်းတွေကွန်မာချွန်တွေပြီးတော့ပေတန်တွေသုံးပြီးတော့ကျွန်တော်တို့ဒီစတုကန်လေးကိုဆွဲကြည့်အောင်အဲ့ဆိုလို့ရှိရင်ကာကြီးကကြတော့ကျွန်တော်တို့ကထရီကန်ပဲဆွဲစတုကန်ကိုပဲဆွဲကျွန်တော်တို့အခြေအနားလေးကိုအရင်ဆွဲပေးရမယ်အဲ့ဆိုဒီပုံမှာဆိုရင်အခြေအနားကဘာလဲဆိုရင်ကျွန်တော်တို့ BC အဲ့ဆို BC စမတိုင်းကြည့်လိုက်တာကဘယ်လောက်ရှိလဲဆိုရင် 3.6 ရှိရဲ့အဲ့ဒီ 3.6 ရှိတဲ့ဟာလေးကိုကျွန်တော်တို့ကဆွဲမယ်ပေါ့နော်အဲ့ဆိုရင်သူကအနား BC ကိုဆွဲပါဟုတ်ပြီအနား BC ကိုသူဆွဲပြထားတယ်အနား BC ကျွန်တော်တို့ဆွဲလိုက်တာ 3.6 ပေါ့ဆွဲလိုက်တဲ့ခါဒေါင်စွန်း A နဲ့ဒေါင်စွန်း D နေရာကိုကျွန်တော်တို့သတ်မှတ်ပြီးစတုကန် ABC မိတို့ဆွဲရမျိုးစဉ်းစားပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒေါင်စွန်း A ရဲ့နေရာကိုသတ်မှတ်ပါဆိုလို့ရှိရင်ဒေါင်စွန်း A ကိုထရီကန်ရဲ့ဆွဲသားနီးတိုင်းဆွဲလို့ရတယ်ဒေါင်စွန်း A ကိုဆွဲမယ်ဆိုရင်ထရီကန်ရဲ့ဆွဲသားနီးကငါဆိုလို့ရှိရင် AB အနားရဲ့အလျားက 2.8 ကျွန်တော်တို့အဲ့ဆိုရင် AC အနားရဲ့အလျားလေးကိုတွက်ကြည့်မယ် AC အနားရဲ့အလျားကိုကျွန်တော်ခုနကတိုင်းကြည့်တော့ဒီမှာဒီလိုမျိုးလေးသူစောင်းစောင်းလေးတိုင်းရမှာပေါ့နော်တိုင်းကြည့်တော့4.1 လောက်ရှိမယ်အဲဆိုလို့ရှိရင်ဒီမှာကျမတို့ကဒါက 4.1 ဟုတ်ပြီနော်ဒီမှာဆိုရင်စက်ကြည့်လိုက်မယ်ခဏလေးဒါလေးကဖြော်လေးဆွဲလိုက်မယ်ဒီမှာဒီဘက်ကတော့ထင်းထင်းလေးဆွဲလို့ရတယ်ပေါ့နော်ကျမတို့ဒီဟာလေးက 2.8 ဒီဘက်က 4.1 အဲ့ဟာလေးနဲ့မှတ်ပြီးတော့ခါကြတော့ဒီမှာဒေါင်စွန်း A လေးကိုတတ်မှတ်လို့ရတယ်ဟုတ်ပြီဒေါင်စွန်း D ကိုကြတော့ကျမတို့ဘယ်လိုတတ်မှတ်မလဲတစ်ချက်စဉ်းစားကြည့်အောင်ဘယ်လိုရှာကြမလဲဒေါင်စွန်း D ကိုဒေါင်စွန်းဒီကိုလည်းတူတူပဲကျမတို့ဒီမှာ CD အနားရဲ့အလျားကိုတိုင်းမယ်ပြီးတော့ AD အနားရဲ့အလျားကိုတိုင်းပြီးတော့ကျမတို့ကဒေါင်ချွန်လေးသုံးပြုပြီးတော့အဝန်းပိုင်းလေးနှစ်ခုကိုဆွဲမယ်အဲ့ဒီအဝန်းပိုင်းလေးဖြတ်တဲ့နေရာကိုကျမတို့က D လို့သတ်မှတ်ပြီးတော့ကျမတို့ကဒါလေးတွေကိုဆက်လိုက်အောင်မယ်နော်အဲ့ဆိုကျမတို့ဟိုဘက်ကသွားကြည့်အောင်စာမျက်နှာ45ကိုဘယ်လိုဆွဲလဲအဲ့ဆိုရင်ဘာပြောလဲဆိုတော့မမိုးဒီတဲ့ပုံနေပြထားသည့်အတိုင်းတဲ့အနားကြီးအလျားနဲ့တောင်းပမာနာကိုတိုင်းပြီးတစ်ထက်တည်းဖြစ်သောစတုကန်တစ်ခုဆွဲသည်မိုးမြည်တို့ဆွဲသည်ကိုရှင်းပြပါအဲဆိုဒီမှာမိုးကဒီမှာဆွဲလိုက်ပြီးသားမိုးဆွဲလိုက်တဲ့နီးလေးကိုရှင်းပြရမယ်ဆိုလို့ရှိရင်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးအနား BC နား BC နောက်တစ်ခုကအနား AB တို့ရဲ့အလျားနဲ့ဒေါင်စွန်း B ရဲ့ပမာဏကိုတိုင်းပြီးတော့ဒေါင်စွန်း A နေရာကိုသတ်မှတ်တယ်ဟုတ်ပြီဒီဒေါင်စွန်း A နေရာကိုသတ်မှတ်ဖို့အတွက်သူသုံးလိုက်တာဗာနီးကိုသုံးလိုက်တာလဲဆိုရင်အနားဆိုတဲ့အတွက် S ဒီမှာလဲအနားတနားဆိုတဲ့အတွက် S ဒီမှာဒေါင်ဆိုတဲ့အတွက် A အဲဆိုရင်သူသုံးလိုက်တဲ့နီးလေးက SAS နီးလေးနဲ့ဒေါင်စွန်း A နေရာလေးကိုသတ်မှတ်လိုက်တယ်ဟုတ်ပြီဒေါင်စွန်း A သတ်မှတ်ပြီးအနား AD နဲ့အနား CD တို့ကိုတိုင်းပြီးဒေါင်စွန်း D နေရာကိုသတ်မှတ်တယ်ဆိုတော့ကျမတို့ကအနား AD ရဲ့ပမာဏနဲ့အနား CD ရဲ့ပမာဏလေးကိုတိုင်းပြီးတော့အနားနှစ်နားရဲ့အလျားအတိုင်းတာနဲ့ဒေါင်စွန်း D ကိုသတ်မှတ်လိုက်တယ်ပြီးလို့ရှိရင်ဘာလို့လဲဆက်လိုက်တယ်ဆက်လိုက်လို့ရှိရင်မိုးဆွဲတဲ့နီးလေးနဲ့ကျမတို့ဆွဲလိုက်တဲ့အခါမှာကျမတို့ဘာကိုရလာလဲဆိုရင်စတုကန် A B C D ကိုရလာတယ်ဒါကမိုးရဲ့နီးလေးအဲဆိုလို့ရှိရင်မိုးရဲ့နီးကိုအသုံးပြုပြီးပေးထားသောစတုကန်ကိုဆွဲပါဆိုပြီးတော့ခေါင်းငယ်လေးကခိုင်းထားတယ်အဲဆိုကျမတို့ခေါင်းငယ်လေးရဲ့သူခိုင်းထားတဲ့ဟာလေးကိုကျမတို့ဆွဲကြည့်ရအောင်နော်ကျမတို့ပထမဆုံးမိုးရဲ့နီးကိုသုံးဖို့အတွက်ဆိုလို့ရှိရင်ဒီမှာအနားတွေရဲ့အလျားတွေပြီးတော့ဒေါင်းတွေရဲ့ပမာဏတွေကိုသိရမယ်ဆရာမတခါတည်းတိုင်းထားရရှိရပေါ့နော်အဲဆိုအနား BC ဆိုတော့ကျမတို့ကြည့်လိုက်တော့ 3.6 အဲဆိုကျမတို့ 3.6 အနားရှိတဲ့ BC လေးကိုဆွဲပါမယ်အဲဆိုအခြေအနား BC 3.6 cm ကိုဆွဲပြီးသွားရင်နောက်ထပ်မိုးကဘာလုပ်သေးလဲအနား AB တို့ရဲ့အလျားနဲ့ဒေါင်း B ရဲ့ပမာဏအဲဆိုကျမဒေါင်း B ရဲ့ပမာဏကိုအရင်ဆွဲပါမယ်ဒေါင်း B ရဲ့ပမာဏကဘယ်လောက်တိုင်းထားလဲဆိုရင်ကျမက80ရတယ်ပေါ့နော်တယောက်နဲ့တယောက်စာအုပ်ကမတူလို့ကိုပေါ့တိုင်းကြည့်ပါ80ရပါတယ်အဲ့ဒီ80လေးကိုဆွဲကြည့်အောင်အဲ့တော့ကျမတို့80ကိုဒီဘက်ထန်းကနေစပြီးရီလိုက်တော့ခါကြတော့ဒီနေရာလေးမှာသွားကြမယ်အဲ့ဒီနေရာလေးကိုမှတ်ခဲ့ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုရင်လို့ရှိရင်သူကအနား AB ကိုဆရာမတိုင်းထားတာရှိပါတယ်ဘယ်လောက်လဲဆိုတော့ 2.8 အဲ့ဒီ 2.8 ကိုကျမတို့ကိုမချွန်လေးသုံးပါမယ်ဒီမှာအချွန်လေးက3ညပေါ်မှာထောက်မယ်ဒီမှာ 2.8 ထိဆွဲမယ်ဆွဲပြီးသွားလို့ရှိရင်ဒီမှာပြီးမှထောက်မယ်ထောက်ပြီးတော့လို့ရှင်ဒီနေရာကိုစဝိုင်းချမ်းချစ်ပြီးလို့ရှင်ခုနကတော့ဆရာမတို့မှတ်ခဲ့တဲ့ဒီမှာ80ဒီဂရီနေရာလေးကိုဆရာမတို့နိုးလေးသွားဆက်လိုက်နော်လေ
အဲ့ဆိုဒီနေရာမှာဘယ်လောက်ရလဲ a 2.8 ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကြည့်မယ်ဒီမှာဆိုရင်သူပထမအချက်လေးကိုပြီးသွားပြီ SAS နီးလေးနဲ့ဆွဲပြီးသွားပြီနောက်တစ်ခုကအနာ AD အနာ AD ကိုဆွဲခိုင်းတယ်အနာ AD ကဘယ်လောက်လဲဒီမှာတိုင်းထားတာ 2.7 ရပါတယ်အဲ့ဆိုကျမတို့ 2.7 လေးကိုဆွဲပါမယ်ကျမတို့ဒီ conversion လေးကို A မှာထောက်မယ်ထောက်ပြီးတော့အဝန်းပိုင်းတစ်ခုဆွဲပါမယ်ပြီးလို့ရှိရင်ကျမတို့သူကဘာလုပ်ခိုင်းလာလဲဆိုတော့အနာ CD အဲ့ဆိုအနာ CD ကကျမဘယ်လောက်ရလဲဆိုလို့ရှိရင် 2.1 ရတယ်အဲ့ဆိုကျမ 2.1 လေးဆွဲပါမယ်အဲ့ဆိုဒီမှာ 2.1 လေးတိုင်းပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ C မှာထောက်ပါမယ် C မှာထောက်ပြီးတော့ဒီမှာအဝန်းပိုင်းတစ်ခုဆွဲအဲ့ဒီစုံတဲ့နေရာကိုကျမတို့က D လို့သတ်မှတ်လိုက်မယ်သတ်မှတ်လိုက်ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုလို့ရှိရင်တခါတည်းဆက်လိုက်မယ်ဒီမှာ C လေးနဲ့ D နဲ့ဆက်မယ်ပြီးတော့ A နဲ့ကျမတို့ဘာလုပ်မလဲ D နဲ့ဆက်မယ်အဲ့တော့ဆက်လိုက်တယ်ဆိုလို့ရှိရင်မိုးမိုးရဲ့နေရာတိုင်းဆွဲလိုက်တဲ့စတုကန်လေး A B C D လေးကိုရပါမယ်ဒါကဘယ်လောက်နဲ့ဆွဲရလဲ 2.7 နဲ့ဆွဲရပါဒီဘက်က 2.1 နဲ့ဆွဲရပါအဲ့ဆိုရင်သူသုံးသွားတဲ့နီးကဒီမှာဆိုလို့ရှိရင် down က80 degree အနာတွေရဲ့အလျားတွေရဲ့ဒေါင်းပမာဏဒီဒေါင်းဘီလေးရဲ့ပမာဏတစ်ခုရဲ့ကိုပဲသုံးပြီးတော့ကျမတို့ကစတုကန် ABCD ကိုဆွဲသွားတာအဲ့ဆိုလို့ရှိရင် तू ကနောက်တစ်ခုကဘာပြောလဲဆိုရင်ပေးထားသောစတုကန်ကိုတဲ့မိုးမိုးရဲ့နီးနဲ့မတူသောနီးဖြင့်ဆွဲပါဆိုပြီးဂါကြီးလေးကခိုင်းထားတယ်အဲ့ဆိုကျမတို့သူနဲ့မတူတဲ့နီးလေးနဲ့နောက်တစ်နီးနဲ့ဆွဲကြည့်ရအောင်နော်သူကဒီပုံမှာဆိုလို့ရှိရင်ဒေါင်းဘီပမာဏ80 degree တခုတည်းကိုပဲတိုင်းပြီးတော့ဆွဲတာကျမကဒီတစ်ခေါက်မှာကျတော့ဒေါင်းစီရဲ့ပမာဏလေးကိုပါတိုင်းပြီးတော့ဆွဲမယ်နော်အဲ့ဆိုအခြေအနာ BC 3.6 ကိုရင်စဆွဲမယ်။ဇမဒေါင်း B လေးရဲ့ပမာဏ80တိုင်းမယ်ပြီးရင်ဒေါင်း C ရဲ့ပမာဏ85ဒီဂရီတိုင်းမယ်နော်။ဇမတိုင်းထားတာ85ရပါတယ်။ကလေးတို့စာအုပ်ထဲကိုတစ်ချက်ပြန်တိုင်းကြည့်ပါ။ဇမ80ဒီဂရီတိုင်းလိုက်တာဒီနားလေးမှာသွားကြည့်ရမယ်။အဲ့ဒါဆိုရင်အဲ့ဒါလေးကိုခဏလေးဆက်ထားလိုက်ပါတော့။ပြီးတော့ဒီမှာဒေါင်း C မှာ85ဒီဂရီတိုင်းပါမယ်။ဒေါင်း C မှာကြာကျမတို့ဒီဘက်ချမ်းဆက်ပြီးတော့တိုင်းမယ်ဆိုတော့ဒီမှာ85ဒီမှာဒီနေရာလေးသွားကြည့်ရမယ်။အဲ့ဒါလေးကိုကျမတို့ကဒီမှာမြင်းလေးဆက်ထားလိုက်။အဲ့ဆိုရင်ဒါက80ဒီဂရီနဲ့ဆွဲတယ်ဒါက85ဒီဂရီနဲ့ဆွဲတယ်အဲ့ဆိုရင်ကျမတို့ဒီမှာထပ်ပြီးတော့ဒေါင်းစွန်း A နဲ့ဒေါင်းစွန်း D တိုင်းဖို့အတွက်ဆိုရင်ကျမကဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာ AB အနားလေးကိုသွားတုံးမယ် AB အနားက 2.8 cm အဲ့ဒါလေးကိုကျမတို့ဒီမြင်းလေးပေါ်မှာအဝန်းဝိုင်းလေးတစ်ခုဖြတ်ပါမယ်2.8လေးတိုင်းပြီးပြီဆိုလို့ရှိရင်ဒီမှာဒေါင်း B ကိုထောက်ဒီမှာအဝန်းဝိုင်းတစ်ခုဆွဲအဲ့နေရာပါလဲဆိုလို့ရှိရင်ဒေါင်းစွန်း A ဆိုတဲ့နေရာလေးပါပြီးတော့ကျမတို့က CD အလျားလေးကိုတိုင်းမယ်CD အလျားကကျမတို့ဘယ်လောက်ရထားလဲဆိုရင် 2.1 ရထားတယ်အဲ့ဒီ 2.1 နဲ့ဒီမြင်းပေါ်မှာဒေါင်းစွန်းဒီလေးကိုသတ်မှတ်ပါမယ်။ကျမ 2.1 လေးတိုင်းပြီးသွားပြီအဲ့ဆို C မှာထောက်မယ်ပြီးရင်ဒီမှာချစ်လိုက်မယ်အဲ့ဒီနေရာလေးကကျမဘယ်လောက်လဲဆိုရင်ဒေါင်းစွန်းဒီလေးပါအဲ့ဆိုကျမတို့ကဒါက 2.8 နဲ့ဆွဲထားတဲ့စင်တီမီတာပေါ့နော်ဒါက 2.1 စင်တီမီတာနဲ့ဆွဲထားတယ်အဲ့ဆိုလို့ရှိရင်ဒီနှစ်ခုကိုဆက်လိုက်မယ်ဆိုလို့ရှိရင်မိုးမိုးနဲ့မတူဘဲနဲ့ကျမတို့ဆွဲထားတဲ့ဘာလေးကိုရမလဲဆိုလို့ရှိရင်စတုကန် ABCD ကိုရတယ်ကဲအဲ့ဆိုတစ်ချက်ရှင်းကြည့်လိုက်မယ်ဒီမှာမိုးမိုးရဲ့နီးရကြတော့သူကဒေါင်းဘီရဲ့ပမာဏနဲ့ပြီးတော့အနာတွေရဲ့အလျားတွေနဲ့ကျမတို့ကစတုကန် ABCD ကိုဆွဲတာဆရာမကကြတော့အခြေအနာရဲ့ပြီးတော့ဒေါင်းတစ်ထောင်ရဲ့ပမာဏရဲ့ပြီးတော့ AB အနာရဲ့အလျားပြီးတော့ DC အနာရဲ့အလျားနဲ့ဘာလုပ်လိုက်တာလဲစတုကန်ဆွဲလိုက်တာဘလို့ဆွဲကျမတို့ကဒီမှာစတုကန်လေးနှစ်ခုရသွားပါပြီဒါလေးကမိုးမိုးရဲ့နီးလေးပါဒါလေးကကြတော့နာမည်ပေးလိုက်ပဲเนาะဒီချက်ခိုင်ရဲ့နီးဆိုတော့ခိုင်ရဲ့နီးလေးပေါ့เนาะဒီမှာစတုကန်လေးနှစ်ခုပါ